Hello မင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျာကျွန်တော် Your Calvin လင်းပါဒီနေ့ AIA ခေတ်ရုံရောက်နေတယ်AIA ကကြီးမှုကျင်းပတဲ့ဒီEnglish for Essential Communication ဆိုရဲ English Enhancement သင်တန်းလေးတစ်ခုလာတက်နေတာပေါ့နော်ချိန်နဲ့လေးစောရောက်နေတာဒါတော့ AI ရဲ့ခေတ်ရုံ AI ရဲ့ခေတ်ရုံကတော့ကျွန်တော်တိမ်ပြူလမ်းပေါ်မှာရှိတယ်တိမ်ပြူလမ်းနဲ့မဟာဗန္ဓုလလမ်းတောက်မှာရှိတယ် AI ရဲ့ခေတ်ရုံဝန်ကြီးများရုံပေါ့နော်ဝန်ကြီးများရုံရဲ့ဝန်ကြီးများရုံနဲ့ဝင်လာခဲ့မယ်ဆိုလို့ရှိရင်သူက first floor ထဲမှာရှိတယ်အားလုံးလည်းကျင်းနေကြမယ်နော်နောက်မှတွေ့မယ်အားလုံးနှုတ်ဆက်တယ် bye bye